ထိုင်းနိုင်ငံချွန်ဘူရီပြည်နယ်မှာထိုင်းနိုင်ငံသားအမည်ခံနော်မနီများကိုအသုံးပြုပြီးတရားမဝင်အိမ်ချမ်းမြေလုပ်ငန်းများလုပ်ကိုင်နေတဲ့ဘတ်9ဘီလီယံကျော်တန်ဖိုးရှိကွန်ရက်တစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကဖော်ထုတ်နိုင်ခဲ့ပြီးရုရှားနိုင်ငံသား4ဦးကိုဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။အဆိုပါကွန်ရက်ဟာစီမံကိန်းများကိုရုရှားရွာလူကြော်ညာကရောင်းချနေခဲ့တာလည်းဖြစ်ပါတယ်။ဇူလိုင်လ18ရက်နေ့ကထိုင်းအမျိုးသားရဲတပ်ဖွဲ့ဒုတိယရဲချုပ်ရဲဒုတိယဗိုလ်ချုပ်ကြီးနိုဘာစစ်ပူစာဝတ်ဦးဆောင်တဲ့အဖွဲ့ကချွန်ဘူရီပြည်နယ်တဝန်ရှာဖွေဝန်ရန်40ခုနဲ့ဖမ်းဝရန်4ခုကိုတပြိုင်နက်တည်းအကောင့်ထဲပေါ်စစ်စင်ရေးဆင်နွှဲခဲ့ပြီးစစ်စင်ရေးအတွင်းတန်တရားရှိသူရုရှားနိုင်ငံသား4ဦးကိုဖမ်းဆီးနိုင်ခဲ့တဲ့အပြင်ကုမ္ပဏီမပုံနှင်စာရွက်စာတမ်းများဗန်စင်ရင်များကွန်ပျူတာများလက်ကင်ဖုန်းများနဲ့အီလက်ထရောနစ်အချက်လက်များကိုပါသိမ်းဆည်းကဆက်လက်စစ်ဆေးလျက်ရှိနေတယ်လို့လည်းသိရပါတယ်။စုံစမ်းစစ်ဆေးချက်များအရအဆိုပါကွန်ရက်ဟာကုမ္ပဏီပေါင်း495ခုထူထောင်ထားပြီးအိမ်ယာစီမံကိန်း5ခုအတွင်းရှိလုံချင်းအိမ်985လုံးစုစုပေါင်းတန်ဖိုးဘတ်9ဘီလီယံကျော်ကိုပိုင်ဆိုင်ထားကြောင်းတွေ့ရှိရပြီးရင်းကုမ္ပဏီများအနက်435ခုမှာနိုင်ငံခြားသားရှယ်ယာရှင်များပါဝင်နေတာကိုစစ်ဆေးတွေ့ရှိခဲ့တာပါ။ဒါအပြင်စီမံကိန်းတစ်ခုကိုရုရှားအခြေစိုက် website များပေါ်မှာ Russian Village ဟူသောအမည်ဖြင့်ကြေညာကရုရှားနိုင်ငံသားများကိုအဓိကထားရောင်းချခြင်းငှားရမ်းခြင်းများပြုလုပ်နေကြရမှာအာဏာပိုင်များရဲ့အထူးသတိပြုစုံစမ်းခြင်းကိုခံခဲ့ရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာဘတ်235တန်းခန့်တန်ဖိုးရှိတဲ့မြေခွက်32ခွက်နဲ့ဆက်ဆက်နေတဲ့ကုမ္ပဏီ33ခုကိုဥပဒေအရအရေးယူနိုင်ရေးဆက်လက်စုံစမ်းနေပြီးအဆိုပါကုမ္ပဏီများဟာနိုင်ငံခြားသားများမြေယာပိုင်ဆိုင်ခွင့်ကန့်သတ်ချက်ကိုရှောင်လွှဲရန်ထိုင်းနိုင်ငံသားများကိုအမည်ခံရှယ်ယာရှင်အဖြစ်အသုံးပြုခဲ့တာကိုတန်စရာရှိထားတယ်လို့လည်းဆိုပါတယ်။စုံစမ်းမှုအတွင်းထိုင်းစည်းရင်းကိုင်2ဦးဟာကုမ္ပဏီပေါင်း186ခုမှာရှယ်ယာများကင်ဆောင်ထားတာကိုပါတွေ့ရှိခဲ့ရသဖြင့်၎င်းတို့ဟာမိမိဘက်မှအမှန်တကယ်ရင်းနှီးမြှုပ်နှံထားခြင်းဟုတ်မဟုတ်ဒါမှမဟုတ်နိုင်ငံခြားသားများအတွက်အမည်ခံပေးထားခြင်းဟုတ်မဟုတ်ကိုဆက်လက်စစ်ဆေးနေစေလို့လည်းသိရပါတယ်။ယခုစစ်စင်ရေးဟာနိုင်ငံခြားသားများရဲ့တရားမဝင်အမည်ခံကုမ္ပဏီကွန်ရက်များကိုဖြိုခွင်းတဲ့အမျိုးသားအဆင့်လှုပ်ရှားမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးနိုင်ငံတော်ဝန်မှလည်းဆက်လက်တိုးချဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားရှိပါတယ်။